ယေရှုခရစ်တော်ဖခင်နာမတော်၌မင်္ဂလာပါလို့နှုတ်ဆက်ပါရယ်နေ့စဉ်တမနစ်စာဒေသနာအစီအစဉ်ကနေကြိုဆိုပါရယ်တမန်တရားဒီတင်တို့ကိုလွတ်လိမ့်မည်ဆိုတဲ့ကောင်းစဉ်နဲ့ခွန်အားပေးသွားခြင်းပါရယ်နှုတ်ပတ်တော်မသွားခင်မှာမေခွန်းတစ်ခုအနေနဲ့မေးချင်ပါရယ်မိတ်ဆွေရဲ့ဘဝအတ္တမှာကိုလွတ်လပ်တယ်လို့ထင်နေပေမဲ့ပြည့်ရဲ့ချုံနှောင်မှုထဲရှိနေခဲ့ဖူးသလားယောဟန်ခန်းကြီးရှေ့ခန်းငယ်30နှစ်မှာယေရှုကတမန်တရားကိုတိကျတဲ့ဖြင့်ထိုတရားဒီတင်တို့ကိုလွတ်လိမ့်မည်လို့ဆိုပါတယ်ဆိုတော့ဒီတမန်တရားဆိုတာကအဖရာရဲ့နှုတ်ကပတ်တော်နဲ့တခင်ယေရှုခရစ်ကိုဆိုလိုတာဖြစ်ပါတယ်ဒီတမန်တရားဆိုတဲ့အဓိပ္ပာယ်ကဖရာသခင်ရဲ့အမှန်တရားယေရှုခရစ်အပြင်ဖော်ပြတော်အမှန်တရားလိအစားမှုနဲ့ကင်းတော်တမန်တရားလို့အဓိပ္ပာယ်ရတာဖြစ်ပါတယ်ဆိုတော့ဖရာသခင်ကနှုတ်ကပတ်တော်ကိုတိလာတဲ့အခါမှာပြည့်ရဲ့လိဖျားမှုတွေကိုမြင်လာမှာဖြစ်တယ်ယေရှုခရစ်ကိုယုံကြည်ပြီးနှုတ်ကပတ်တော်အတိုင်းအသက်ရှင်လာတဲ့အခါမှာစစ်မှန်တဲ့လွတ်မြောက်ခြင်းကိုခံစားရပါလိမ့်မယ်လို့ဆိုထားတာဖြစ်ပါတယ်ဒါကြောင့်မို့ဒီနေ့ကျွန်တော်ရဲ့ဘဝအသက်တာထဲလွတ်မြောက်စေတဲ့တရားဟာတမန်တရားပဲဖြစ်ပါတယ်ဒါကြောင့်မို့ဒီနေ့ဘုရားသခင်နှုတ်ပတ်တော်ကိုဖတ်ရှုပြီးတမန်တရားထဲမှာတည်မြဲစွာအသက်ရှင်ကြပါစို့လို့ဟောအားပေးရန်တိုက်တွန်းလိုက်ပါတယ်အလုံးကိုဖျက်ရှင်ကောင်းချီးပေးပါစေ